မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့လက်ဖွားပေါ်မှာရှိတဲ့အင်မတန်ရှားပါပြီးထူးခြားတဲ့လက္ခဏာတစ်မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ဂမ်ဘီယာကြက်ချီပဲဖြစ်ပါတယ်ဂမ်ဘီယာကြက်ချီဆိုတာဥကောင်းလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းအကြားမှာကြက်ချီတဲ့တီးခြားတည်ရှိနေတဲ့အမှတ်အသားတစ်ခုကိုခေါ်ဆိုတာပါအခြားလမ်းကြောင်းတွေနဲ့မထိစပ်ပဲတီးခြားနေမှသာဂမ်ဘီယာကြက်ချီစစ်စစ်အဖြစ်သတ်မှတ်ပါတယ်ဒီအမှတ်အသားပါတဲ့ပုံကိုယ်တွေဟာမတင်ကြားရပဲအလိုလျောက်လျှို့ဝှက်နဲ့တဲ့ပညာရက်တွေဘေးရင်လက္ခဏာစေဝါစတဲ့အတတ်ပညာမှန်သမျှကိုတဲကျွမ်းထူးချွန်တဲ့ပါရမီရှင်တွေပဲဖြစ်ကြပါတယ်ဂမ်ဘီယာကြက်ချီဟာဘယ်နေရာမှာတည်ရှိတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အဓိပ္ပာယ်ကွဲပြားပါတယ်ပထမတစ်ခုအနေနဲ့ကြာလာပရိကျူကုံအောက်မှာဂမ်ဘီယာကြက်ချီရှိမယ်ဆိုရင်သူတို့ဟာဘာသာတရားနဲ့ပတ်သက်ပြီးပါရမီအခမ်းရှိသူတွေတစ္ဆာမေတ္တာတရားနဲ့စိတ်ကောင်းနှလုံးကောင်းရှိသူတွေဖြစ်လို့ငယ်ငယ်ရွယ်ရွယ်နဲ့ထူးညွန်ပေါင်းမြောက်နိုင်ပါတယ်နောက်တစ်ခုကတော့စနေကျုံအောက်မှာရှိမယ်ဆိုရင်ဒီလူတွေကစုံနဲ့မောပညာအောက်လန်းအထက်လန်းပညာမျိုးမျိုးကိုလေ့လာလိုက်စားကြပါလိမ့်မယ်အထူးသဖြင့်မသေးစေမသေးသည့်လမ်းတတိဖြစ်နည်းများကိုပြောင်နည်းများနဲ့ငါးထာမန္တန်တွေကိုလိုက်စားကြပါလိမ့်မယ်တနင်္ဂနွေဂျူကုံအောက်မှာရှိနေသူတွေကတော့မိမိရဲ့ကြော်ကြားမှုအောင်မြင်မှုအတွက်လက္ခဏာပေးတဲ့စေဝါပညာရက်တွေကိုလေ့လာလိုက်စားပြီးအသုံးချတတ်ကြပါတယ်ဗုဒ္ဓဝုဂျူကုံအောက်မှာရှိရင်တော့စီးပွားရေးလုပ်ငန်းတွေမှာလျှို့ဝှက်နေတဲ့ဖန်တီးမှုတွေနဲ့ထူးချွန်စွာစီးပွားဖြစ်ထွန်းခြင်းသိပ္ပံပညာရက်တွေမှာပြောင်းမြောက်ခြင်းအသက်အမွေးဝမ်းကြောင်းအတတ်ပညာတွေမှာပါရမီခံရှိပြီးထူးချွန်နိုင်ပါတယ်တကယ်လို့ဂမ်ဘီယာကြက်ချီဟာအပြည့်လန်းကြောင်းတွေနဲ့ဆက်ပြီးပေါ်ပေါက်နေမယ်ဆိုရင်တော့ဒါဟာဘဝအခက်အခဲတွေစီးပွားရေးပြဿနာတွေရန်လိုမှုတွေကြောင့်လေ့လာလိုက်စားရခြင်းမျိုးဖြစ်နိုင်ပါတယ်လက္ခဏာဘေးရင်စေဝါပညာတွေကိုမိမိရဲ့ပြဿနာဖြေရှင်းဖို့နဲ့စီးပွားရေးလုပ်ကိုင်ဖို့လေ့လာတာမျိုးဖြစ်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ကံကြမ္မာလမ်းကြောင်းနဲ့ဆက်ပြီးဂမ်ဘီယာကြက်ချီပေါ်နေမယ်ဆိုရင်ကံကိုယုံကြည်ရာကနေဝါသနာပါလို့လေ့လာလိုက်စားခြင်းမျိုးဖြစ်ပါတယ်အပျော်ရန်လောကံရာကနေစီးပွားရေးလုပ်ငန်းတစ်ခုလိုပါပဲလျှို့ဝှက်နေတဲ့ပညာရက်တွေနဲ့စီးပွားဖြစ်ထွန်းစေနိုင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့လူပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။